အားလုံးပဲမင်္ဂလာပါရှင်။ခုလာမင်းအိမ်ချမ်းမီကုမ္ပဏီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။အခုတစ်ခေါက်မှာတော့အောင်သာယာရက်ကွက်ထဲမှာရှိတဲ့30-40အာစီတိုက်အပါအယောင်တစ်ခုနဲ့မိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။နောက်ချပေးသွားမယ်မြေခွက်ဒီနေရာလေးကတော့106 109ကြား55 6ကြားမှာပဲဖြစ်ပါတယ်ရှင်။ပြီးအကျဲ30-40ကျဲဝင်ပြီးအလဲအနေနဲ့ကတော့တောင်ဘက်အလဲလေးပဲဖြစ်ပါတယ်ရှင်။ပတ်ဝန်းကျင်နဲ့လမ်းအနေထားလေးကိုလည်းဗီဒီယိုလေးရိုက်ပြပေးထားပါတယ်ရှင်။စာရေးစာတမ်းခိုင်မာမှုရှိတဲ့ဒီအာစီတိုင်းနှစ်ထပ်ကလေးကို6000ညီနိုင်စီနဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ရှင်။အခုမိတ်ဆက်ပေးထားတဲ့မြေခွက်ကိုစိတ်ဝင်စားတဲ့လူကြီးများများအနေဖြင့်စုံစမ်းမေးမြန်းလိုသည်ဖြစ်စေအခြားအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုစုံစမ်းမေးမြန်းသိရှိလိုသည်ဖြစ်စေမြန်မာတို့ရဲ့မန္တလေးဖိုးလာမင်းအိမ်ချမ်းမြေကုမ္ပဏီမနော်ဟရီရုံးအမှတ်3ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39964455 3994443355တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။